အားလုံးစင်သင်ဖြစ်ရင်တရားဝဲစနော်သာသနာတော်နှစ်2564နှစ်ကောဇာတက္ကရာ1382ခုနှစ်တတော်လာဇန်9ရက်2020ပြည့်နှစ်ဒီဇင်ဘာလ21ရက်တနင်္လာနေ့စင်ကာပူနိုင်ငံဥကိုကိုထူဒေါ်ဆန္ဒအောင်သာမင်းတိဟထူသမီးစုတိရိထူမိသားစုတို့ဤဓမ္မပူဇာတရားအလှတော်မင်္ဂလာအခမ်းအနား၌အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဗြဟ္မစရိယအကျင့်ဤအမဲဆက်များအကြောင်းတရားဒေသနာတော်ဘုရားမြတ်စွာဤမဟာကရုဏာကုံကိုအာယုံပြုကာတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပထမအတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်ဓမ္မသဘင်ခန္ဓာကိုစတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောအတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေးအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနီဆွန်ញကြီးဟုចេတိထဘွယ်90အစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝမ်းကိုရောဤပင်မခြင်းတို့ကတောဝတ္တနာချိန်ဖျားစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခေမဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဗြဟ္မစရိယအကျင့်ဤအမဲဆက်များမြတ်စွာဘုရားကိုယ်တိုင်ဟောကြားခဲ့တဲ့အင်္ဂုတ္တရနိကေတတ္တကနိဗ္ဗာန်မှာလာတဲ့မိထုနသုတ်ဆိုတာအဲ့ဒီသုတ်ကိုရှင်းလင်းပြီးတော့ဟောကြားမှာဖြစ်တယ်မြန်မာနိုင်ငံမှာတော့မေတုငယ်9ပါးလို့ဆိုကြတယ်ပေါ့နော်အဲ့မြတ်စွာဘုရားပဲပုံဟောရလဲဆိုတဲ့မူရင်းလေးကိုသိရှိနားလည်အောင်ဒီသုတ်တန်အကြောင်းကိုစတင်ဟောမှာဖြစ်ပါတယ်သုတ်တန်နဲ့ပါတဲ့စကားလုံးလေးတွေကိုဘာသာပြန်ပြီးတော့ပြန်မလို့ရှင်းလင်းဟောကြားမှာဒီသုတ်တန်ဖြစ်ပေါ်လာပုံအကြောင်းလေးရတယ်မိဂုံးလေးမေးရကနေဖြစ်ပေါ်လာတာဖြစ်လို့မြတ်သောအကျင့်ကိုကျင့်ကြတဲ့ပုဂ္ဂိုလ်တွေမသားပွဲလိုင်းနာပွဲမြတ်စွာဘုရားကိုယ်တိုင်ငါဟောကြားတာဖြစ်တယ်လောကမှာ
ဗြဟ္မစာရီလို့ခေါ်ကြတာရှိတယ်ပေါ့နော်ဗြဟ္မစာရီဆိုတာမြတ်သောအကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်ဗြဟ္မစာရီဗြဟ္မစရိယကျတော့မြတ်သောအကျင့်လို့ဆိုလိုတယ်အဲ့ဒီဗြဟ္မစရိယတို့ဗြဟ္မစာရီတို့ဆိုတာဒီနှစ်ပုဒ်ဟာဆက်ဆက်ပြီးတော့နေတယ်နေရာတိုင်းမှာတော့အဓိပ္ပာယ်မတူတတ်ဘူးသို့တော့မြတ်သောအကျင့်ဆိုတာကျတော့တူတယ်မြတ်သောအကျင့်ရှိသူဗြဟ္မစာရီဗြဟ္မစာရီမြတ်သောအကျင့်ရှိသူဗြဟ္မစရိယကမြတ်သောအကျင့်ဒီသုတ္တမှာပါတဲ့ဗြဟ္မစာရီတို့ဗြဟ္မစရိယတို့ဆိုတဲ့မြတ်သောအကျင့်ဆိုတာတခြားကိုရည်ညွှန်းတာမဟုတ်ဘူးရှင်ကျေးတဲ့စကားလုံးနဲ့ပဲပြောလို့ရမယ်ဒီဟာတော့နော်တမန်စကားလုံးနဲ့ပဲပြောကြအောင်ကာမဆက်ဆံမှုမရှိတာကာမဆက်ဆံမှုမရှိတဲ့အကျင့်ကိုဗြဟ္မစရိယလို့ခေါ်တယ်တခြားနေရာမှာတော့ဒီပင်တွေပါတယ်ကာမဆက်ဆံမှုမရှိဘူးဆိုတာရှစ်ပါးသီလစောင့်တည်တဲ့အခါကျတော့မှတ်မိကြလိမ့်မယ်အဗြဟ္မစရိယဝေရမဏိသိက္ခာပရံသမာရိယာမိအဲ့ဒီအဗြဟ္မစရိယရဲ့စัจจิမဲ့ကဗြဟ္မစရိယပဲเนาะရှစ်ပါးသီလစောင့်တည်ပြီဆိုရင်အဗြဟ္မစရိယကာမိတုမိစ္ဆာစာရအစာအဗြဟ္မစရိယဝေရမဏိသိက္ခာပရံသမာရိယာမိအဲ့ဒီအဗြဟ္မစရိယဗြဟ္မစရိယအဗြဟ္မစရိယဆိုတာကာမဆက်ဆံမှုဗြဟ္မစရိယဆိုတာကာမဆက်ဆံမှုမရှိတာလို့ဒီအဓိပ္ပာယ်ကိုရှင်းဥစွာမှတ်သားပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့စကားကိုဒီသုတ်တံဖြစ်ပေါ်လာပုံကိုစတင်ပြီးတော့မှတ်တမ်းတင်ထားတာတော့တာဝတိမြို့မှာကောသရမင်းကြီးရဲ့ပရောဟိတ်ဆရာပုံနာကြီးရှိတယ်သူ့ရဲ့နာမည်ကိုတော့ယာဒုနာမည်နဲ့ပဲဇာနုသောဏိလို့ခေါ်တယ်ဇာနုသောဏိဆိုတဲ့အဓိပ္ပာယ်ကယာဒုရဲ့အမည်နာမပုရောဟိတပရောဟိတ်ဘုရင်ရဲ့အကြံပေးတိုင်းရေးပြည်ကိစ္စတွေရဲ့ဒီကိစ္စတွေကိုအကြံဉာဏ်ပေးပြီးတော့မင်းဆရာလုပ်တဲ့အလုပ်ယာဒုပေါ့ဘုရင်ရဲ့အကြံပေးယာဒုမင်းဆရာယာဒုပေးထားတဲ့ပုဂ္ဂိုလ်ဇာနုသောဏိလို့ခေါ်တယ်သူနာမည်ရင်းတော့မဟုတ်အဲ့ဒီဇာနုသောဏိယာဒုရှိတဲ့မင်းရဲ့ဆရာပုံနာကြီးကရသော်ဗျာနဲ့ဆုံတဲ့အခါမှာသူမေးတဲ့မေးခွန်းလေးကဘယ်လိုမေးလိုက်တယ်ဆိုဘဝံပိနောဂေါရမောဗြဟ္မစာရီပฏิသနာတိပါဠိလိုမြန်မာလိုကျတော့အရှင်ဂေါရမလည်းပဲဗြဟ္မစာရီလို့ဝန်ခံပါသလားသူပြောလိုက်တဲ့စကားမှာရှင်ဂေါရမဟာဗြဟ္မစာရီလို့ဝန်ခံပါသလားလို့တွေမဟုတ်ဘဲနဲ့အရှင်ဂေါရမလည်းဗြဟ္မစာရီလို့ဝန်ခံပါသလားမြတ်သောအကျင့်ကိုဆိုလိုတာကကာမဆက်ဆံမှုကင်းသူလို့ဝန်ခံသလားလို့မြတ်စွာဘုရားကိုမေးတဲ့မေးခွန်းပဲဒါဘာလို့မေးတာတော့ဆိုဗြဟ္မစာရီတွေကလောကမှာအများကြီးရှိတယ်အိမ်တော်မပြုတ်ပဲနဲ့နေတာကိုလည်းဗြဟ္မစာရီလို့ခေါ်တာကိုဆိုပါစို့ဗြဟ္မဏတွေရဲ့အယူဝါဒမှာအသက်48နှစ်ထိအောင်ဝေဒကျမ်းတွေကိုသင်ကြားနေတဲ့အခါမှာအိမ်တော်မပြုတ်အောင်သူတို့လိုက်နာပဲထုံးစားဗြဟ္မဏမျိုးတွေအားလုံးဟာအဲ့ဒီအတွင်းမှာအိမ်တော်ပြုတ်ခွင့်မရှိဘူးအသက်48နှစ်အတွင်းမှာအိမ်တော်မပြုတ်အောင်အဲ့ဒါကိုသူတို့ကဗြဟ္မစာရီလို့ခေါ်တယ်ဝေဒကျမ်းတွေသင်နေတဲ့အချိန်ကိုဗြဟ္မစာရီကာမဆက်ဆံမှုမပြုတ်ရဘူးလွတ်ခဏခေတ်တော့အမျိုးစုံခေါ်ကြမှာပေါ့လေလူပြိုကြီးခေါ်အပြိုကြီးခေါ်ပေါ့ဗြဟ္မစာရီဆိုတာကာမဆက်ဆံမှုမပြုတ်တာသူတို့ဆိုလို့အဲ့သူတို့ရဲ့ဥပရိစီကံအရာအသက်48နှစ်ဝေဒကျမ်းတွေကိုသင်ယူနေရတာသင်ယူရဲဆိုတော့သူတို့ကစာအုပ်ဖတ်ရတာမဟုတ်ဘူးဆရာကနှုတ်တိုက်ချပေးတာတွေကိုလိုက်ဆိုပြီးတော့မှတ်ကြရတာဆိုတော့အတော်ကြိုးစားရတဲ့စနစ်ပေါ့နော် oral tradition လို့ခေါ်တယ်အခုခေတ်မြန်မာပြည်မှာကလေးလေးတွေကို ETP တော့ချပေးတယ်လို့ပဲ
ဝေရာကျမ်းတွေကိုသူတို့နှုတ်တိုက်ချပေးတာဆရာအဲ့ဒါကိုနှုတ်တိုက်ရွတ်ဆိုကြရတယ်အဲ့လိုသင်နေတဲ့အချိန်ပိုင်းဟာသူတို့ဘယ်နှစ်နှစ်ထိအောင်လို့ဆိုအသက်48နှစ်ထိအောင်အိမ်တော်ပြုတ်ခွင့်မရှိဘူးအဲ့ဒါကိုဗြဟ္မစာရီလို့သူတို့ခေါ်တယ်ဗြဟ္မစာရီလို့ခေါ်တယ်အဲ့တော့သူတို့ဗြဟ္မဏလောကမှာဗြဟ္မစာရီလို့အိမ်တော်မပြုတ်တဲ့ပုဂ္ဂိုလ်တိုင်းကိုဗြဟ္မစာရီလို့ဒီနာမည်ပေးထားတယ်လို့မြတ်စွာဘုရားကြတော့သူကစဉ်းစားတယ်ဘုရားရဲ့အကြောင်းကိုသိတယ်မြတ်စွာဘုရားဟာသင်္ကန်းမိုးခင်တုန်းကထိနစီစိန်ခံစားပြီးတော့ရှတော်တရာနဲ့အိမ်တော်ပြုခဲ့တယ်ဆိုတာသူသိတယ်နော်ဒီအကြောင်းတွေသိတယ်ပေါ့ရှတော်တရာနဲ့အိမ်တော်ကြပြီးတော့သားလေးတယောက်မွေးဖွားမှတောထွက်လာတယ်ဆိုတာလည်းသိတယ်အဲ့သူစဉ်းစားရပေါ့အိမ်တော်ရှိခဲ့တဲ့ပုဂ္ဂိုလ်တယောက်သူတို့ဗြဟ္မဏမျိုးကတော့အိမ်တော်ကိုမရှိရဘူးပေါ့ဒါတရားဝင်ဖြစ်မှာပေါ့နော်တရားမဝင်တာတော့ပြောလို့မရဘူးတရားဝင်အိမ်တော်မရှိရအဲ့တော့ဂေါရမမြတ်စွာဘုရားကသင်္ကန်းမိုးခဲ့ခင်ကသူကအိမ်တော်ရှိခဲ့အဲ့ဒါကြောင့်မို့အရှင်ဂေါရမလည်းပဲဗြဟ္မစာရီလို့ဝန်ခံပါသလားဆိုသူတို့ဗြဟ္မဏတွေဗြဟ္မစာရီနဲ့မြတ်စွာဘုရားရဲ့ဗြဟ္မစာရီကိုသူကတိုင်းတာခြင်းတဲ့သဘောနဲ့မေးလိုက်တယ်မေးခွန်းဖြစ်နေတယ်ဒီမေးခွန်းအဲ့တော့မြတ်စွာဘုရားကရှင်းရှင်းပြတ်ပြတ်ပဲဖြေလိုက်တယ်သူ့ကိုနော်မြတ်စွာဘုရားဖြေပုံကတော့တော်တော်ပြတ်သားတဲ့အဖြေနည်းကနဲ့ဖြေတာဝန်ခံပါတယ်လို့တာမန်ဖြေတာမဟုတ်ဘူးမြတ်စွာဘုရားယံဟိတံဗြဟ္မဏသမ္မာဝရမနောဝရိယဆိုလိုတဲ့အဓိပ္ပာယ်ကဗြဟ္မစရိယကိုကျိုးပေါက်ပြောက်ကြားကွက်ကြားမထင်အောင်ပြည့်ပြည့်စုံစုံစင်စင်ကြဲကြဲမြတ်သောအကျင့်ကိုချစ်တဲ့ပုဂ္ဂိုလ်လို့ပြောမယ်ဆိုရင်ငါ့ကိုပဲပြောရမယ်ဆိုတော့ရိုးရိုးမြတ်သောအကျင့်ကျင့်ုံနဲ့မကဘူးအမဲဆက်မရှိအောင်ပြည့်စုံတဲ့တန်ရှင်းတဲ့ဗြဟ္မစရိယကိုချစ်တဲ့ပုဂ္ဂိုလ်လို့ပြောလို့ရှိရင်ငါ့ကိုပြောငါတယောက်တည်းကိုသာပြောလို့ရမယ်မြတ်စွာဘုရားဒါရိုးရိုးဖြေလိုက်တာမဟုတ်ဘူးနော်ရသောချင်းကိုကျင့်တဲ့ပုဂ္ဂိုလ်လို့ပြောချင်ရင်ငါ့ကိုပဲပြောရမယ်။ဘာဖြစ်လို့လဲဆိုရင်ငါဟာကျိုးပေါက်ပျောက်ကြားအမဲဆက်တွေမထင်နဲ့မြတ်သောအကျင့်ကိုပြည့်ပြည့်စုံစုံကျင့်သူဖြစ်တယ်လို့ရဲရဲဝံ့ဝံ့ပဲမြတ်စွာဘုရားကျိုးပေါက်ပျောက်ကြားခြင်းမရှိတဲ့ဗြဟ္မစရိယဆိုအမဲဆက်မထင်တဲ့ဗြဟ္မစရိယစင်ကြယ်တဲ့ဗြဟ္မစရိယကျင့်တဲ့နေရာမှာစင်ကြယ်မှုဗြဟ္မစာရီလို့နာမည်ခေါ်နေကြပြီမဲ့လို့တိတ်တိတ်ပုံနေရရှိနိုင်သေးတယ်လေအဲ့တော့မြတ်စွာဘုရားကတော့သူ့အနေနဲ့မှန်တယ်ဘုရားမဖြစ်ခင်တောမထွက်ခင်အဲ့တော့ရှိခဲ့တယ်ဆွလွတ်ပြီးတဲ့နောက်မှာဒါနဲ့ပတ်သက်ပြီးတော့လုံးဝတန်ရှင်းစင်ကြယ်တယ်ဆိုတာကိုဖွင့်ဟဝန်ခံလိုက်ခြင်းပဲဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားကိုမေးတော့မြတ်စွာဘုရားဒီလိုပွင့်ပွင့်လင်းလင်းပြတ်ပြတ်သားသားရဲရဲဝံ့ဝံ့အဟံဟိဗြဟ္မဏအခန္ဓာကျိုးတာပြတ်တာမရှိဘူးအစ္စိတံပေါက်တာမရှိဘူးအတ္တဝလံကွက်ကြားမဖြစ်ဘူးအကမ္မတံပျောက်ကြားမဖြစ်ဘူးဟိုနာလေးကပြက်ဒီနာလေးကပြက်စီကံပြည့်အောင်လိုက်တာကိုဆိုပါစို့ငါးပါးသီလဆိုလို့ရှိရင်ပါဏာတိပါဒချိုရင်းနေနောက်ဆုံးဖြစ်တဲ့သူရမေရိယချိုရင်းနေဆိုရင်ဒါအစနဲ့အဆုံးမှာဖြစ်လို့ရှိရင်ဒါကျိုးပြတ်တယ်လို့ခေါ်တယ်နော်အနာတွေပြတ်နေတယ်ကျိုးပြတ်တယ်လို့ခေါ်တယ်ခန္ဓာလို့ခေါ်တယ်စိတ်ဓာတ်ဆိုတာတော့ဈာတဲ့ကသိက္ခာပုဒ်လေးတွေချွလွန်ထားတာအဲ့ဒါကြတော့အပေါက်တယ်လို့ခေါ်တယ်အဝတ်လေးတစ်ခုဟာနှကန်းဆုပ်သွားလို့ရှိရင်ပြတ်တယ်လို့ပဲခေါ်တာပဲလေအလဲကောင်းမှအပေါက်ရှိရင်ပေါက်တယ်လို့ခေါ်တာပေါ့နော်အဲ့ဒီမဲ့အပေါက်ကဆက်သွားလို့ရှိရင်ကွက်ကြားလို့ပြောတာပြတ်တာဆိုပါစို့ကာမိတုမိစ္ဆာဆိုတာပြတ်တယ်မူတာဝါဒပြတ်တယ်ဆက်ပြီးတော့ပြတ်သွားတယ်အဲ့နှစ်ခုကဆက်နေတော့အကြားလို့ခေါ်တယ်ကွက်ကြားလို့ခေါ်တယ်အဲ့လိုကွက်ကြားဖြစ်တာလည်းမရှိဘူးနောက်ပျောက်ကြားဆိုတာတော့တခွက်ကျော်ပါဏာတိပါဒတော့လုံနေအာရိဏဒါနမလုံဘူးကာမိတုမိစ္ဆာစာရလုံနေမူတာဝါဒမလုံဘူး
ကွက်ကြော်လေးတွေသွားတာအဲ့ဒီလိုဟာမျိုးလို့ဒီကိုချင်းသီလနဲ့ပတ်သက်ပြီးတော့ဟိုနာကပြက်ဒီနာကကျိုးဟိုဟာဖောက်ဖြစ်တာဖောက်ဖြစ်ဒီလိုမရှိပဲနဲ့ငါမှာအမဲအစွန်းမရှိအောင်စင်ကြယ်တဲ့ပြည့်စုံတဲ့မြတ်သောအကျင့်ကိုကျင့်တာငါပဲငါ့ကိုပြောမှဒီစကားဟာမှန်တယ်လို့ဒီလိုဖြေလိုက်တာတာမန်ဖြေလို့ရှိရင်ဒီစကားကဗျာမစာရီလားဆိုဟုတ်တယ်လို့တင်ဖြေလိုက်ရင်ရှေ့စကားဆက်တာဆက်ချင်မှဆက်မယ်နော်အခုတော့မြတ်စွာဘုရားကအဲ့ဒါလို့ခတ်ထီရီလေးဖြေလိုက်တဲ့အခါကျတော့သာဓုသောဏိပုံနာကြီးကမြတ်စွာဘုရားကိုမေခွန်းထပ်မေးတယ်ဗျာမစရိယလို့ဝန်ခံထားတဲ့ပုဂ္ဂိုလ်တိုင်းဟာကျွလွတ်မှုမရှိရဘူးအမဲဆက်မရှိရဘူးမဟုတ်ဘူးသူကအမဲဆက်ရှိတဲ့ပုဂ္ဂိုလ်လည်းရှိနေတတ်တယ်အဲ့တော့မြတ်စွာဘုရားကတော့လုံးဝအမဲဆက်ကျိုးပြတ်ပေါက်ကြားကွက်ကြားဆိုတာတွေမထင်အောင်ပြည့်စုံပြီးတော့စင်ကြယ်တဲ့မြတ်သောအကျင့်ကိုသူကျင့်တယ်လို့ဆိုတာဟာဗျာမစရိယနဲ့ပတ်သက်ပြီးတော့အမဲဆက်ဆိုတာဘာတွေလဲနော်မစင်ကြယ်ဘူးဆိုတာဘယ်ဟာကိုရည်ညွှန်းတာလဲအရှင်ဘုရားမှန်တယ်အိမ်တော်မပြုဘူးကာမဆက်ဆံမှုမရှိဘူးဒါဗျာမစရိယစစ်ပြီလားစင်ကြယ်တဲ့ဗျာမစရိယမဖြစ်သေးဘူးလားဘယ်လိုမှဖြစ်မှလဲဆိုတဲ့သိကျင်တဲ့စိတ်နဲ့အဲ့ဒီကိုမေးခွန်းကိုမေးလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကဒီသုတ်တန်ဟောဖို့ဖြစ်လာတယ်ပေါ့နော်ဒါသုတ်တန်ပေါ်လာခြင်းကြောင့်အဲ့တော့မြတ်စွာဘုရားဟောတာဟာဒီဒွါယံဒွါယသမပတ္တိဆိုစကားလုံးလေးရှိတယ်ဒီကာမကိစ္စတွေဟာနှစ်ဦးဆက်ဆံတဲ့ကိစ္စတွေဖြစ်လို့ဒွါယံဒွါယသမပတ္တိစုံတွဲလုပ်ရတဲ့အလုပ်မျိုးလို့ဒီလိုသတ်မှတ်တယ်စာပေရဲ့အဆိုပြောတာနော်ဒွါယံဒွါယသမပတ္တိအတွဲနဲ့အတွဲလေးတွေနဲ့ပြုလုပ်တဲ့ကိစ္စလို့ဒီလိုနာမည်ပေးတာပေါ့နော်ဒါယဉ်ကျေးတဲ့စကားလုံးပေါ့ယဉ်ကျေးတဲ့စကားလုံးတကယ်တော့ sexual relationship ကိုပြောတာနော်အဲ့ဒါကာမကိစ္စဆက်ဆံမှုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကျိုးပေါက်ပြောက်ကြားခြင်းမရှိဘဲနဲ့လုံးဝပြည့်ပြည့်စုံစုံစင်စင်ကြဲကြဲကျင့်တယ်ဆိုတာဘယ်လိုဟာခေါ်ရလဲလို့ဆိုရင်ဟုတ်ပြီအဲ့ဒါကိုရှင်းပြမယ်ကာမဆက်ဆံမှုမရှိတာတော့မှန်တယ်ဒါလောက်လေးနဲ့ဗျာမစာရီဟာဒီအမဲဆက်ကင်းတဲ့ဗျာမစာရီအမဲဆက်ကင်းတဲ့ဗျာမစာရီကမဖြစ်သေးဘူးအိမ်တော်မပြုတ်ရုံနဲ့အမဲဆက်ကင်းတဲ့ဗျာမစာရီကမဖြစ်ဘူးတဲ့နော်ဗျာမစာရီကသိက္ခာပုဂ္ဂိုလ်ဆောက်တည်ထားရုံနဲ့ပြည့်စုံနေစင်ကြယ်တဲ့ဗျာမစာရီကမဖြစ်ဘူးတဲ့တချို့ပုဂ္ဂိုလ်တွေဟာကာမဆက်ဆံမှုမရှိတာမှန်တယ်သို့တော့ဘာတွေဖြစ်နေတတ်တုံးဆိုအမျိုးသမီးတယောက်ရဲ့ပြုစုယူရမှုကိုတာယာနေတဲ့ပုဂ္ဂိုလ်ကာမဆက်ဆံမှုတော့မရှိဘူးအမျိုးသမီးကဟုတ်လားဒီနန္တာတွေလိမ့်ပေးတယ်မျိုးသမီးရဲ့ပြုစုမှုကိုခံတယ်လို့ဆိုပါမျိုးသမီးရဲ့ပြုစုမှုခံတယ်နှိမ့်နေပေးတယ်ရေချိုးပေးတယ်ဆုံးနေပေးတယ်စာထဲမှာမာတုခမတ္တဥစ္စာဒနပရိမတ္တနာနာပနတမ္ပဟနနံတာရိယတိတမ္ပဟနံတာရိယတိအမျိုးသမီးရဲ့ပြုစုယူရမှုတွေကိုတာယာနေတဲ့ပုဂ္ဂိုလ်ဟာကာမဆက်ဆံမှုမပြုတ်ပေမဲ့လို့သူ့ရဲ့ဗျာမစရိယအကျင့်ဟာအမဲဆက်တည်ရှိတယ်မစင်ကြယ်ဘူးလို့သူဆိုလို့အဲ့ဒါကိုပဲမေတုံငယ်လို့ပြောတာနော်မေတုံငယ်ဆိုတဲ့စကားအဲ့ဒီဖြစ်လာမြတ်စွာဘုရားကိုယ်တိုင်ကလည်းမေထုနတန်ယောဂလို့သုံးခဲ့တယ်မေထုနတန်ယောဂဆိုတဲ့စကားလုံးသုံးတယ်ဒီဆက်ဆံမှုတစ်မျိုးပဲဒါလဲတော့အမျိုးသမီးတယောက်ရဲ့ပြုစုလုပ်ကျွေးမှုကိုတာရတယ်ကျင့်တတ်တယ်ဒါကိုပဲအလိုရှိနေတယ်ရထားလို့ရှိရင်လည်းပီတိတွေဖြစ်တယ်နှစ်သက်နေတယ်အဲ့ဒါဟာဗျာမစရိယရဲ့အမဲဆက်ပဲတဲ့ကျိုးပဲကျိုးပြတ်ပေါက်ကြားပျောက်ကြားဖြစ်ခြင်းပဲလို့ဒီအချက်ဟာလည်းပဲဒီဗျာမစရိယ
အမဲစစ်ထင်သွားခြင်းပဲလို့မြတ်စွာဘုရားဟောပြောတယ်ဒါဟာသူကျင့်တဲ့ဗြဟ္မစရိယသည်စင်ကြယ်တဲ့ပြည့်စုံတဲ့ဗြဟ္မစရိယမျိုးမဖြစ်ဘူးတဲ့ဘာကြောင့်လို့ဆိုရင်တန်ယုတ်တော်မေထုနေနတန်ယောခေနတဲ့မြို့သမီးတယောက်ရဲ့တတ်မဲ့တဲ့မြို့သမီးတယောက်ရဲ့ပြုစုယူရမှုနဲ့ပတ်သက်နေသေးတယ်အဲ့တော့ပြောမယ်ဆိုရင် sexual relationship မရှိပေမဲ့လို့ကိုယ်ကာယချင်းဆက်ဆက်မှုရှိတယ်ပေါ့နော်ตายာနေတယ်ကျေနပ်နေတယ်ဆိုရတဲ့သူကတဏှာနဲ့ဆက်သွယ်မှုရှိနေတယ်ဒါကြောင့်မို့လို့သူ့ရဲ့မြတ်သောအကျင့်ဟာလုံးဝစင်ကြယ်ပြည့်စုံတဲ့အကျင့်မဟုတ်ဘူးတဲ့အဲ့ဒါကိုအဲ့ဒီမြတ်သောအကျင့်ဟာဒီပြကိုကျင့်တဲ့အကျင့်ဟာအမဲဆက်တွေရှိသည့်အတွက်ကြောင့်ဒီအကျင့်ကိုအကြောင်းပြုပြီးစာတိကလည်းမလွတ်နိုင်ဘူးစရာကလည်းမလွတ်နိုင်ဘူးပရဏကလည်းမလွတ်နိုင်ဘူးဆိုလိုတာတန်တရားမလွတ်ဘူးလို့ပြောတယ်သူ့အကျင့်ဟာစင်ကြယ်မှုမရှိသည့်အတွက်ကြောင့်နာပရိမုစတိစာတိယစရာယပရဏိနနော်စာတိဆိုတဲ့တရားလည်းမလွတ်နိုင်ဘူးစရာလည်းမလွတ်နိုင်ဘူးပရဏကလည်းမလွတ်နိုင်ဘူးဒီဘဝမှာကြုံတွေ့ရတဲ့တောကဆိုတာလည်းမလွတ်နိုင်ဘူးပရိဒီဝလည်းမလွတ်နိုင်ဘူးဒုက္ခဒေါမနတလည်းမလွတ်နိုင်ဘူးဥပါယတဆိုတဲ့စိတ်ပင်ပန်းမှုကလည်းမလွတ်နိုင်ဘူးနောက်ဆုံးကုံပြောရလို့ရှိရင်ဒုက္ခကမလွတ်နိုင်ဘူးအဲ့ဒီမြတ်သောအကျင့်ဟာဒုက္ခကနေထုတ်ဆောင်နိုင်တဲ့စွမ်းရည်တတ္တိမရှိဘူးဘာလို့လို့ဆိုရင်မေထုနတန်ယောဂသဘောမျိုးဖြစ်နေတယ်နော်ကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးตายမှုဖြစ်နေတယ်ဒါကြောင့်သူ့ရဲ့မြတ်သောအကျင့်ဟာအမဲဆက်တွေနဲ့ဖြစ်နေတဲ့မစင်ကြယ်တဲ့မပြည့်စုံတဲ့မြတ်သောအကျင့်ဖြစ်တယ်ဒါတစ်ခုမှတ်နော်အမျိုးသမီးရဲ့ပြုစုယူရမှုကိုခြေနှက်တာနှစ်သက်နေတာနောက်တစ်ခုကတော့အဲ့ဒါလို့တော့အမျိုးသမီးရဲ့ပြုစုတာယူရတာခြေနှက်နှစ်သက်ခြင်းတော့မရှိဘူးတဲ့ဒါပေမဲ့လို့ तू ကဘာလုပ်တုံးဆိုရင်မာတုကမေနတတ္တိသင်္ဆကတိတဲ့အမျိုးသမီးနဲ့ရှိစရာမောစရာတွေပြောပြီးတော့အမျိုးသမီးနဲ့စကားပြောနေရတာကိုပဲ तू ကခြေနှက်နေရှိစရာတွေပြောတယ်တယောက်နဲ့တယောက်စတယ်နောက်တယ်ပြောင်းတယ်ခုနလိုအမျိုးသမီးကနေပြီးတော့ပြုစုတာတော့မဟုတ်ဘူးသို့တော့ရေမောပြောဆိုပြီးအမျိုးသမီးနဲ့ဒီစကားပြောရတာကို तू ခြေနှက်နေတယ်အဲ့ဒီခြေနှက်ပြီးတော့ဒီခံစားချက်ရှိနေတဲ့ပုဂ္ဂိုလ်ကလည်းဒါမေထုနတန်ယောဂတစ်မျိုးပဲတဲ့ဘာမေထုနတော့ဆိုစကားပြောနေရတဲ့အခါကျတော့သူ့အတန်ကြားနေရတယ်သူ့မြင်နေရတယ်အဲ့ဒီပုံမှာตาယာနေတာตาယာနေသည့်အတွက်ကြောင့်ကာမဆက်ဆံမှုမရှိဘူးလို့ဒါတနည်းအားဖြင့်တော့ကာမဆက်ဆံမှုတစ်ခုပဲပေါ့နော်အတန်ကြားတဲ့ရုပ်မြင်နေဆိုတဲ့ဒီအစင်းအာယုံကလည်းကာမလို့ခေါ်တာပဲအတန်ကိုလည်းကာမလို့ခေါ်တာပဲနော်ဖုဒ္ဓဝါဆိုတဲ့ကာမမပါပေမဲ့လို့နော်အတန်တို့ဒီမြင်နေရတာတို့ဒါတွေနဲ့ချိန်ပြီးတော့သူခြေနှက်အားရနေသည့်အတွက်ကြောင့်ဒီအချက်ဗြဟ္မစရိယအကျင့်ကိုကျင့်လျက်တန်းနဲ့ဒီလိုအချက်မျိုးကိုကျူးလွန်နေလို့ရှိရင်လည်းပဲဒါဟာဗြဟ္မစရိယအကျင့်ရဲ့အမဲဆက်တစ်ခုပဲဖြစ်တယ်ဒါဒုတိယပေတုငယ်လို့ခေါ်တယ်တတိယအချက်ကတော့ဘာလို့ဆိုရင်ဟုတ်ပြီကာမဆက်ဆံမှုလည်းမရှိဘူးအမျိုးသမီးနဲ့တဝါဝါတဟာဟာရည်စရာမောစရာစားလိုက်နောက်လိုက်ပြောင်းလိုက်ဆိုတာလည်းမလုပ်ဘူးတဲ့ဒါပေမဲ့လို့ဘာလုပ်တုံးဆိုရင်အမျိုးသမီးကိုမျိုးသမီးနဲ့သူဟာမျက်လုံးချင်းဆုံပြီးတော့တစိမ့်စိမ့်ကြည့်နေတယ်ကြည့်ပြီးတော့ตาယာနေတယ်အမျိုးသမီးကိုမျက်လုံးချင်းဆုံကြည့်ပြီးတော့ตาယာနေတယ်ဒါလည်းရှိသေးတယ်နော်အမျိုးသမီးမျက်လုံးကိုမျက်လုံးချင်းဆုံပြီးတော့ตาယာတဲ့စိတ်နဲ့ကြည့်နေလို့ရှိရင်စကားတစ်လုံးမှမပြောပေမဲ့လို့မျက်လုံးနဲ့ဆုံပြီးတော့ကြည့်နေခြင်းဟာလည်းပဲမေထုနတန်ယောဂတစ်မျိုးပဲတဲ့ဘာလို့ဆိုကြည့်နေရတာကို तू ကျင့်တတ်နေတယ်ကျင့်တတ်နေတော့ तू မြတ်သောအကျင့်ကိုကျင့်နေဆိုတဲ့ဟာကာမဆက်ဆံမှုမရှိပေမဲ့လို့
တပိုင်းကကြည့်မယ်ဆိုရင်ကြည့်နေတာကျင့်납ပြီးတော့တဏှာကပွားနေတာဖြစ်သောကြောင့်ဒါဟာလည်းပဲမေထုနတန်ယောဂတစ်မျိုးပဲဆက်ဆံမှုတစ်မျိုးပဲလို့အဲ့ဒါရှိလို့ရှိရင်ねသူကျင့်တဲ့ဗြဟ္မစရိယဟာဒီပြည့်စုံတဲ့ဓမ္မဗြဟ္မစရိယမဖြစ်ဘူးစင်ကြယ်တဲ့ဗြဟ္မစရိယမဖြစ်ဘူးအဲ့တော့အခုပြောတာတွေကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားဟာအမှန်တမ်းပြည့်ပြည့်စုံတဲ့ဗြဟ္မစရိယကျင့်စဉ်တစ်ခုဟောတာပဲဖြစ်တယ်ပေါ့နော်ကဲကောင်းပြီနောက်တစ်ခုကတော့အမျိုးသမီးနဲ့ဆုံစည်းပြီးတော့မျက်လုံးချင်းဆုံပြီးတော့ကြည့်ရှုကျေနပ်သာယာနေတာလည်းမလုပ်ပါဘူးတဲ့ဘာလုပ်တုံးဆိုရင်ဟိုဘက်အိမ်ကဟိုဘက်ခန်းကအမျိုးသမီးသချင်းဆိုနေတာကိုနားထောင်ပြီးတော့ဒီကနေပြီးတော့ကျေနပ်တယ်သို့မဟုတ်အမျိုးသမီးစကားပြောနေတာကိုသူကကျေနပ်တယ်အမျိုးသမီးရေမောနေတာလေးကိုသူကဒီဘက်ကနေနားထောင်ပြီးတော့ပီတိဖြစ်တယ်သို့မဟုတ်အမျိုးသမီးငိုကြွေးနေတာကိုပဲဒီဘက်ကနေပြီးတော့ဒီအသက်ခိုက်နေတယ်အဲ့ဒီလိုဟာမျိုးဖြစ်နေလို့ရှိရင်လေသူကျင့်တဲ့ဗြဟ္မစရိယဟာစင်ကြယ်တဲ့ဗြဟ္မစရိယဖြစ်ဘူးတဲ့ဒါလည်းပဲမေထုနတန်ယောဂတစ်မျိုးပဲမေထုနတန်ယောဂတစ်မျိုးပဲတဏှာအမျိုးသမီးနဲ့ပတ်သက်ပြီးတော့တဏှာရာဂဖြစ်နေတာဖြစ်သောကြောင့်သူ့ရဲ့မြတ်သောအကျင့်ကိုကျင့်တဲ့ဗြဟ္မစာရိဟာအမဲဆက်တည်နေဖြစ်နေတယ်မစင်ကြယ်ဘူးမပြည့်စုံဘူးဒီလိုနံပါတ်၄အချက်ကိုလည်းပဲမြတ်စွာဘုရားရှင်းပြတယ်ကဲနံပါတ်5ကျတော့ဟုတ်တယ်အမျိုးသမီးနဲ့ကာမဆက်ဆံတာမရှိဘူးနော်မရှိုံနဲ့မဟုတ်ဘူးအမျိုးသမီးရဲ့ပြုစုယူရမှုကိုလည်းမခံဘူးနောက်ပြီးတော့တဦးနဲ့တူကြည်စဲနောက်ပြောင်းတာလည်းမလုပ်ဘူးမျက်လုံးချင်းဆုံပြီးကြည်တာလည်းမလုပ်ဘူးအတန်ကိုနားထောင်ပြီးတော့ကျေနပ်နေတာလည်းမလုပ်ဘူးဘာလုပ်တုံးဆိုတယောက်တည်းရှေးရခင်ကအမျိုးသမီးနဲ့သူဟာဒီရှည်ခဲ့တာတွေစကားပြောခဲ့တာတွေတူနောက်ပြောင်းခဲ့တာတွေအဲ့ဒါတွေပြန်တွေးပြီးတော့ဒါတွေကိုလွမ်းဆွပြီးရှင်းနေနေသေးလို့ရှိရင်လည်းပဲသူ့ရဲ့ဗြဟ္မစရိယမြတ်သောခြင်းဟာအပဲဆက်ထင်းနေပြီတဲ့ဖြစ်ဆုံးတဲ့ဗြဟ္မစရိယဖြစ်ဘူးတဲ့စင်ကြယ်တဲ့ဗြဟ္မစရိယဖြစ်ဘူးအမျိုးသမီးပေါ်မှာအတိတ်ကဟာတွေကိုပြန်ပြီးတော့လွမ်းဆွေးနေတဲ့မေထုနတန်ယောဂဆိုတာ ਨੇ သူကဖြစ်နေတယ်ဒါလည်းမေရုံငယ်တစ်မျိုးလို့သူပြောတာနော်တနည်းအားဖြင့်ဒီကာမဆိုတဲ့လူချင်းစရာအာယုန်ဒီပေါ်ကနေမခွာနိုင်သေးသမျှသူကဒါရှိနေမြတ်စွာဘုရားရဲ့တရားတော်ကဒီရာဂကိုဖယ်ရှားနိုင်မှုကျင့်ရမှာကိုအဲ့တော့မဖယ်ရှားဘဲနဲ့တိုးပွားနေတယ်ဆိုရင်ဘုရားရဲ့ဆုံးမနဲ့ဆန့်ကျင်နေတယ်အဲ့တော့ဆန့်ကျင်တဲ့ဗြဟ္မစရိယအကျင့်ကရာဂကိုဖယ်ဖို့ဒေါသကိုဖယ်ဖို့မောဟကိုဖယ်ဖို့ကိလေသာတွေကိုဖယ်ဖို့ကျင့်တာဖြစ်တယ်သို့တော့အဲ့ဒီလိုကျင့်နေပါလေနဲ့ရာဂနဲ့ပြန်တွဲနေတယ်ဆိုလို့ရှိရင်ဒါလည်းပဲရုံးမထွက်နိုင်သေးတဲ့ကိစ္စတစ်ခုဖြစ်လို့သူကျင့်နေတဲ့မြတ်သောအကျင့်ဟာပြည့်ပြည့်စုံတဲ့စင်ကြယ်တဲ့မြတ်သောအကျင့်ဖြစ်ပါဘူးသာဓုတော်နိပုံနာကြီးကိုမြတ်စွာဘုရားရှင်းပြတာနောက်6နံပါတ်ကြတော့ဗာရှင်းပြတော့ဆိုဟုတ်တယ်အခုပြောခဲ့တာတွေသူတခုမှမလုပ်ဘူးအမျိုးသမီးနဲ့အတိတ်တုန်းကစကားပြောခဲ့ရေခဲ့မောခဲ့တာတွေကိုလည်းပြန်တွေးပြီးတော့ရှင်းတတ်နေတဲ့စိတ်မဖြစ်ဘူးဒါပေမဲ့သူဘာဖြစ်နေတော့ဆိုတော့ပစ္စည်းဥစ္စာချမ်းသာတဲ့အရက်ထဲကစနီးမောင်နှံတို့ပျော်ပျော်ရွှင်ရွှင်သွားတာလာတာစားရတောက်တာအတူတွဲပြီးတော့နေထိုင်ကြတာတွေကိုချိပြီးတော့အားကြတဲ့စိတ်လေးဖြစ်လို့ရှိရင်လည်းပဲဒါလည်းမေထုနတန်ယောဂတစ်မျိုးပဲအားကြတာဒါသူနဲ့ပတ်သက်ပြီးဘာမှမရှိပေမဲ့လို့
အဲ့ဒီလိုဇုံလွဲကိုအားကြဇနီးမောင်နှံနှစ်ယောက်ကိုကြည့်ပြီးတော့အားကြချစ်နဲ့တယ်သူတို့ဘဝကိုပျော်လိမ့်မယ်လို့ယူဆအဲ့ဒီလိုသူများတွဲသွားတာကိုကြည့်ပြီးတော့အားချတဲ့စိတ်ဖြစ်နေလို့ရှိရင်လည်းပဲဒါမေထုနတန်ယောဂတစ်မျိုးပဲမေထုငိုင်တစ်မျိုးပဲသူကျင့်တဲ့မြတ်သောအကျင့်ဟာအမဲဆက်တွေရှိနေတယ်ပြည့်စုံတဲ့အကျင့်ဖြစ်ဘူးရသော်ဗျာတိတ်လို့ဟောတယ်ကနောက်9နံပါတ်ကြတော့အဲ့လိုလေ तू မလုပ်ပါဘူးတဲ့အမျိုးသမီးနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုမှ तू မရှိဘူးအခုပြောရတဲ့အမျိုးသမီးနဲ့ပတ်သက်တာတွေကြီးပဲ तू မြတ်သောအကျင့်ကိုကျင့်တယ်အမျိုးသမီးနဲ့ဘာမှမပတ်သက်ဘူးဒီ9နံပါတ်ကြတော့မပတ်သက်ပေမဲ့လို့ तू ဒီဗြဟ္မစရိယမြတ်သောအကျင့်ကိုကျင့်ခြင်းဖြင့်သူ့ရင်နဲ့နှလုံးထဲမှာလူချင်းတန်တတ်မှုတစ်ခုရှိတယ်ငါဒီမြတ်သောအကျင့်ကိုကျင့်ခြင်းအပြင်နောက်ဘဝမှာနတ်မင်းရင်လည်းဖြစ်ရမယ်နတ်ရင်လည်းဖြစ်ရမယ်တကူကြီးတဲ့နတ်မင်းရင်လည်းဖြစ်ရမယ်ဖြစ်ချင်တယ်ပေါ့တကူကြီးတဲ့နတ်မင်းနေထင်ရှားတဲ့နတ်ပြည်ဒီအကျင့်နဲ့ပဲဒီအကျင့်ဟာနတ်ပြည်အတွက်ဘုံတကူကြီးတဲ့နတ်ဖြစ်ဖို့အတွက်ဖြစ်ပါစေဆိုတဲ့စိတ်ဆန္ဒလေးတစ်ခုရှိလာတယ်နော်ဣမိနာဟံတိလေနဝါဝတေနဝါတပေနဝါဗြဟ္မစရိယေနဝါဒေဝဝါဘဝိတတိဒေဝညတရောဝါဆိုသူကျင့်တဲ့အကျင့်နဲ့သူကနတ်ဘဝကိုဆုတောင်းတယ်နတ်မင်းကြီးဖြစ်ရပါလို့ဤလို့အဲ့ဒီလိုဒီဘဝတစ်ခုပေါ်မှာတာယာတွေ့တာပြီးတော့ဆုတောင်းပြီးတော့ကျင့်တဲ့ဗြဟ္မစရိယဟာလည်းပဲအမဲဆက်တွေထင်တဲ့ဗြဟ္မစရိယပဲတဲ့ပြည့်ပြည့်စုံတဲ့ဗြဟ္မစရိယမဖြစ်ဘူးတဲ့ဒါလည်းအမဲဆက်တစ်ခုဖြစ်သွားတယ်ခုနပြောတဲ့မြတ်သောအကျင့်ဆိုတာကိလေသာပယ်ဖို့ကျင့်တာဖြစ်တယ်သူကကိလေသာတိုးပွားဖို့ဖြစ်သွားတယ်အဲကြောင့်မလို့မပြည့်စုံဘူးမစင်ကြယ်ဘူးလို့ရသော်ဗျာဒီခုနှစ်ခုကိုမိရုံငယ်ခုနှစ်ခုအနေနဲ့မှတ်သားနေကြတယ်ပေါ့နော်မိရုံငယ်ခုနှစ်ခုဆိုပြီးတော့ရသော်ဗျာသုံးတဲ့စကားလုံးကလည်းတတ္တနံမေထုနတန်ယောဂနံဆိုတဲ့ဒီစကားလုံးကိုသုံးတယ်မေရုံသဘောမျိုးဆန်တဲ့မေရုံသဘောမျိုးဆန်တဲ့သူကအာယုန်နဲ့စိတ်နဲ့နှစ်ခုပေါင်းစပ်ပြီးတော့ရာဂကိုမွေးဖွားနေတဲ့အနေအထားမျိုးဖြစ်သည့်အတွက်ကြောင့်ဒါလည်းမေရုံမှုတစ်မျိုးပဲလို့မြတ်စွာဘုရားကလောကလူတွေရဲ့ဗြဟ္မစာရီနဲ့နော်ရသောအချင်းကိုကျင့်သူလို့ကိုယ့်ကိုကြော်ညာထားပြီမဲ့လို့အခုပြောတဲ့အနေအထားတွေကမကင်းကြဘူးမကင်းလို့ရှိရင်သူကျင့်တဲ့အချင်းဟာပြည့်စုံတဲ့ဗြဟ္မစရိယမဖြစ်ဘူးလို့သူတို့ဆိုကြတာပေါ့နော်အဲ့တော့ချုပ်ပြီးတော့ပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကာမကိစ္စကျူးလွန်တာတော့ဒါမေထုနသိချတယ်အဲ့ဒါတော့မေရုံကြီးလို့မှတ်လိုက်ပေါ့ကာမဆက်ဆံတာမဟုတ်ဘဲနဲ့နော်နံပါတ်1အမျိုးသမီးရဲ့ပြုစုယူရမှုကိုတားရတာနံပါတ်2ကအမျိုးသမီးနဲ့အတူတကွရဲမောနောက်ပြောင်ချီဆယ်ပြောဆိုတာနံပါတ်3ကအမျိုးသမီးနဲ့မျက်လုံးချင်းဆိုင်ပြီးတော့ကြည့်ပြီးတားရတာနံပါတ်4ကအမျိုးသမီးရဲ့အတန်တစ်ဖက်ခန်းကဟိုဘက်ခန်းကနိုင်ရင်တစ်ဖက်ကအမျိုးသမီးရဲ့အတန်ကိုကြားပြီးတော့တားရတွေ့တာမှုတွေဖြစ်တာနံပါတ်5ကအမျိုးသမီးနဲ့ပြုံးခဲ့ရေခဲ့စကားပြောခဲ့တာတွေကိုပြန်လည်တွေးပြီးတော့ချစ်နဲ့နှစ်သက်နေတာနံပါတ်6ကတော့စနီးမောင်နှံ2ယောက်ကိုကြည့်ပြီးတော့အားကြပြီးသူတို့လူဖြစ်ချင်တာနံပါတ်9ကတော့ကိုချစ်နဲ့ဗြဟ္မစရိယဟာမြတ်သောအချင်းဖြင့်
နတ်မင်းတို့နတ်ဘဝတန်းတာပြီးတော့ကျင့်တာနတ်ဘဝရောက်ဖို့မြတ်သောအကျင့်ကိုကျင့်တယ်အဲ့ဒါကိုမေတုံငယ်9ပါးလို့သူတို့ပြောတာ sexual relationship မဟုတ်ဘူးသို့တော့တနည်းအားဖြင့်ကာမဂုဏ်အာယုန်ကိစ္စတွေပေါ်မှာတွေ့တာမှုတွေကျင့်တတ်မှုတွေဖြစ်နေတယ်အဲ့ဒီဖြစ်သောကြောင့်သူကျင့်တဲ့မြတ်သောအကျင့်သည်အမဲဆက်ထင်းနေတဲ့မြတ်သောအကျင့်ပဲကျိုးပြတ်တယ်ပေါက်တယ်ကွက်ကြားဖြစ်တယ်အပြောက်ထင်းတယ်ဆိုတဲ့ပြည့်ပြည့်စုံတဲ့စင်ကြယ်တန်ရှင်းတဲ့မြတ်စရိယမဖြစ်ဘူးလို့မြတ်စွာဘုရားကဒီလိုဟောတာဒီလိုဟောပြီးတော့ဒီကုန်းချုပ်မှာမြတ်စွာဘုရားဘာဟောလိုက်တော့ဆိုရင်ဒီဏိကုံးချုပ်လေးကတော့ပုံနာကြီးထင်တယ်လို့မဟုတ်ဘူးလို့ဆိုလိုတဲ့အဓိပ္ပာယ်ရတယ်ပုံနာကြီးကတော့ရိုးရိုးရှင်းရှင်းတာမန်လူတယောက်တွေးသလိုတွေးမှာပေါ့ဟာကောရမဖျားဟာငယ်ငယ်တော့အိမ်အောင်ရှိခဲ့တယ်စနီးရှိတယ်သားရှိတယ်မိသားစုတွေရှိတယ်တချို့ကျမ်းတွေရာဆိုလို့ရှိရင်တော့ရသောရရတယောက်ထဲတော့မကဘူးပေါ့လို့ဆိုတာရှိသေးတယ်နော်အဲ့တော့ဘယ်နည်းနဲ့မဆိုဂေါရမဘုရားဟာစွန့်ခွာလာရပြီပဲလို့သူစိတ်ကတော့တခါတရံကျတော့သားလွန်တဲ့စိတ်နော်စနီးလွန်တဲ့စိတ်ကလေးတော့ဖြစ်ကောင်းဖြစ်လေအောင်ပဲသူမြတ်သောအကျင့်ကိုကျင့်နေတယ်လို့ဆိုပြီးမဲ့လို့အဲ့ဒီစိတ်တွေဖြစ်လေဒါပုရုဇဉ်တရားအနေနဲ့တွေးနိုင်တယ်ဒါတွေးနိုင်တယ်ပုရုဇဉ်တရားအနေနဲ့ဒီလိုပဲတွေးမှာပုရုဇဉ်တွေကအဲ့လိုပဲတွေးတာပဲလေဒေဝရရဲ့အဖေသုဘဗုဒ္ဓဆိုတဲ့ဒေဝရတို့ရသောတေရာတို့ရဲ့အဖေသူစဉ်းစားတာပဲချိဒေဝရကိုယ်တိုင်လည်းစဉ်းစားတာဘယ်လိုစဉ်းစားဒီတမန်တူတွေစဉ်းစားတယ်လို့စဉ်းစားတိဋ္ဌထဂေါရမဟာငါအမသူတော့ငယ်ဝင်ရပါတယ်ဒေဝရကငယ်ဝင်ရတယ်တောင်းမို့ဒါပေမဲ့အိန္ဒိယကရေးတဲ့ဇာကားတွေတော့ဒေဝရကကြီးနေတယ်နော်တက်ကြီးတယ်အဲ့တော့ငါအမကိုယူပြီးတော့ကလေးတစ်ယောက်နဲ့ပြစ်ထားခဲ့ဒါတွေးပါပဲလေဒါအရက်တွေးရင်တော့ဒီတိုင်းပဲတွေးပါငါအမကိုယူပြီးတော့ကလေးတစ်ယောက်နဲ့ပြစ်ထားခဲ့တယ်ပြီးတော့ငါသူ့တန်ရုံးစင်နဲ့သင်္ကန်းဝတ်လာတော့ငါ့ကိုရန်လုပ်တယ်ငါပေါ်မှာမကြည့်ဘူးငါရန်သူဖြစ်ရတယ်ဆိုဒါဒေဝရရဲ့နာကြီးချက်တွေကအဲ့ဒါတွေပါအဲ့လိုပါဒါတကယ်လဲဟိုမှတ်တမ်းမရှိဘူးမဟုတ်ရှိဒေဝရရဲ့ဒီဒေဝရရဲ့ပြောဆိုမှုတွေနဲ့မြတ်စွာဘုရားပေါ်မှာအထင်မြင်လွဲနေတဲ့တာဂိဝေမင်းတယောက်ရှိတယ်သူကဒန္တပါဏိလို့ခေါ်တယ်မြတ်စွာဘုရားစီကိုလာတဲ့အခါမှာမြတ်စွာဘုရားကိုငေါတော့ပြောသွားတာလေသူပဲဒေဝရကသူ့ကိုပြောထားတာအခုပြောတဲ့စကားတွေဒေဝရကပြောတာငါမှယူတယ်ကလေးတယောက်နဲ့ပြစ်ထားခဲ့တယ်ပြီးတော့ငါသင်္ကန်းဝတ်လာပြန်တော့လေငါ့ကိုဥစားမပေးဘူးဟိုတာရိပုတ္တရာတို့မောက္ကလန်တို့ပဲရှေ့တန်းတင်တယ်ငါတို့ကြတော့ခြောင်ထိုးထားတယ်ဒါလူခံစားတာဒီတိုင်းပဲခံစားနိုင်နော်ခံစားမှာပဲဘာလို့လဲဆိုသူကရောက်ဖလဲတော်တယ်ညီကိုလည်းတော်တယ်အဲ့ဒီမှာသူဦးစားပေးခြင်းမခံရအောင်ဦးစားပေးခြင်းမခံရတော့ဦးစားပေးရင်ငါပဲဦးစားပေးရမယ်အခုတော့မဟုတ်တဲ့ဟိုပြမနာတွေပုံနာတွေသွားဦးစားပေးတယ်ပေါ့တာရိပုတ္တရာတို့မောက္ကလန်တို့ပုံနာတွေသွားမျက်နှာသာပေးတယ်ငါတို့ကြတော့ပြစ်ထားတယ်လို့ဒါသူ့ရဲ့ခံစားချက်ဒါလောကလူတွေရဲ့ခံစားချက်နဲ့ညီညွတ်ပါတယ်ညီညွတ်တယ်အဲ့တော့အဲ့ဒါလိုပဲဒီဇာနုသောဏိဆိုတဲ့ပုံနာကြီးကသူတွေးတာဂေါရမယဟန်ဟာမင်းသားဘဝတုန်းကအိမ်အောင်ရှိတယ်ဒါလည်းဒါတယောက်လည်းရတယ်လို့ဆိုတယ်အဲ့တော့သူ
ဘယ်လိုပဲတရားဓမ္မတွေနဲ့မြတ်သောအကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်လုံးဝန်ခံပေမဲ့လို့တခါတရံတော့သားလွန်မှာပဲဇနီးလွန်မှာပဲဆိုရအတွေးလေးတော့တွေးတာပေါ့နော်တွေးမှာပေါ့အဲကြောင့်သူတို့ပုံနာတွေကျင့်တဲ့ဗျမစာတွေသူတို့ကျင့်နေတဲ့အကျင့်ဟာပြည့်စုံတဲ့ဗျမစာတွေလို့သူတို့ထင်တော့သူတို့လိုပဲလို့စိတ်ထဲမှာတွေးမှာပေါ့လောကမှာ level တို့ degree တို့အတန်တူပေမဲ့လို့ level တို့ degree တို့ကွဲပြားသေးတယ်အတန်ကတော့တူတူပဲမြတ်သောအကျင့်ကိုကျင့်တယ်ဗြဟ္မစာရီဆိုတဲ့စကားလုံးတူတယ်သို့တော့ဒီတယောက်ကျင့်တဲ့ဗြဟ္မစရိယာနဲ့ဟိုတယောက်ကျင့်တဲ့ဗြဟ္မစရိယာ degree ကြတော့ကွာတယ်ဥပမာဘွဲရတာချင်းတူတယ်ဒါပေမဲ့လို့သူတို့နှစ်ယောက်အရေးချင်းချင်းကြတော့ကွာမယ်လူဟာဘွဲရတာချင်းတူတယ်အလုံးကိုင်းချင်းလိုက်တူတယ်ဒါပေမဲ့လို့ထက်မြက်မှုတို့အရေးချင်းတို့ကြတော့ကွဲပြားတာပဲအဲ့တော့ तू ကအဲ့ဒီလိုလောကမှာဖြစ်တာတွေကိုကြည့်ပြီးတော့မြတ်စွာဘုရားလည်းဗြဟ္မစာရီသူတို့ဗြဟ္မဏတွေကလည်းဗြဟ္မစာရီဆိုဒုဗြဟ္မစာရီလို့လည်း तू လည်းတူတူပါပဲဒါပေမဲ့ဒုဗြဟ္မစာရီကသူ့တဲ့တောင်ตาသေးတယ်ဘာဖြစ်လို့တော့ဆို48နှစ်အိမ်တော်မပြုတ်ဘူး तू က16နှစ်ကအိမ်တော်ကြာခဲ့တယ်ဆိုငါတို့ကตาတယ်လို့ထင်ကောင်းထင်မှာပုံနာသူပဲယူဆမယ်တဲ့သူကအိမ်တော်ပြုတ်တယ်အဲ့ဒါကြောင့်လို့ तू မေးတဲ့မေခွန်လေးကိုကငေါတော်မေးလိုက်တာအရှင်ဂေါရမလည်းပဲဗြဟ္မစာရီလို့ဝန်ခံသလားဆိုသူတို့ကတော့ဗြဟ္မစာရီလို့သူတို့ဝန်ခံတယ်အရှင်ဂေါရမလည်းပဲဗြဟ္မစာရီလို့ဝန်ခံသလားဆိုတော့မြတ်စွာဘုရားကထိထိမိမိဖြေလိုက်တာဒီအချက်ကြောင့်နော်ထိထိမိမိဖြေလိုက်တာလောကကြီးမှာကျွတ်ပေါက်ပြောက်ကြားခြင်းမရှိပြည့်ပြည့်စုံတဲ့မြတ်သောအကျင့်ဗြဟ္မစရိယာကိုကျင့်တယ်လို့ပုဂ္ဂိုလ်တယောက်ကိုပြောမယ်ဆိုရင်ငါ့ကိုပဲပြောလို့ရမယ်ငါဟာပြည့်ပြည့်စုံတဲ့လုံးဝစင်ကြယ်တဲ့ဗြဟ္မစရိယာကိုကျင့်သူဖြစ်တယ်မှန်တယ်လူဘဝတော့ကအိမ်တော်ပြုခဲ့တယ်တောထွက်လာတဲ့အချိန်ကနေစပြီးတော့ပြန်ပြီးတော့တတိယတာတစ်ခါမှမရှိဘူးဒီဖျားဖြစ်မှမဟုတ်ဘူးဖျားမဖြစ်ခင်ကလည်းပဲပြန်တတိယတာမျိုးမရှိဘူးတရားကျင့်မှုပဲမြတ်စွာဘုရားတော့ကြိုးစားခဲ့တယ်လုံးဝအိမ်ပြန်ပြီးတော့တတိယတဲ့အနေအထားမျိုးဖျားလုံးတရားကျင့်တဲ့အခါမှာဘလောက်ခက်ခဲပင်ပန်းတယ်လဲဆိုတော့ဘုရားဝင်ဖတ်ဖူးတဲ့လူတွေသိတာပေါ့နော်အဲ့ဒါလို့ခက်ခဲတာတောင်မှပဲခက်ခဲတာတွေနဲ့ကြုံတဲ့အခါမှာနန်းတော်ကိုပြန်မဲ့တတိယတာမျိုးမရှိဘူးလို့မြတ်စွာဘုရားတာမန်ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်တော့ကဲမထူပါဘူးအိမ်ပြန်နာကောင်းပါတယ်လို့ဖြစ်မှာမိသားစုနဲ့ပဲနေပါတော့မယ်ခက်ခဲလို့ရှိရင်လူတွေကလက်လျှော့တတ်တယ်လေမြတ်စွာဘုရားမှာအဲ့ဒီလိုစိတ်ကိုတစ်စိတ်မှမဝင်ဘူးတဲ့နော်အဲ့တော့သို့တော့ဒါတွေကိုကာမဝိတ္တလို့ခေါ်တယ်အဲ့ဒီလိုအိမ်ပြန်မယ်ခါတိုင်းလိုမိသားစုဘဝမှာနေပဲဆိုတဲ့စိတ်ဟာဖះအလောင်းဘဝကလေးကလုံးဝမရှိခဲ့ဘူးတဲ့ခေါင်းထဲမှာမြတ်စွာဘုရားကကာမဝိတ္တလို့သုံးသပ်တာလေးကဘာတော့ဆိုလို့ရှိရင်ဒုက္ခရစရိယကျင့်တော့ပိန်ချုံသွားပြီးတော့ကျမ်းမာရေးအရာကြီးထိကြိုက်သွားတယ်အဲ့ဒီမှာပြန်ပြီးတော့ဒီအကျင့်မှားတယ်မှန်ကန်တဲ့အကျင့်တစ်ခုပြန်ကျင့်မယ်ဆိုပြီးခန္ဓာကိုယ်ကိုပြန်ပြီးတော့အင်အားလေးတရားကျင့်နိုင်အောင်အင်အားရဖို့အတွက်အစာအာဟာရပြန်စားတဲ့အခါမှာအဲ့ဒီခန္ဓာကိုယ်ဟာပြန်ပြီးတော့ပြည့်ဖြိုးလာတယ်အဲ့ဒီအချိန်လေးမှာငါခန္ဓာကိုယ်လေးကပြန်ပြီးတော့ပြည့်ဖြိုးလာပါလားလို့ဆိုတာလေးတွေးတာကိုပဲမြတ်စွာဘုရားကာမဝိတ္တလို့သတ်မှတ်တယ်ဒီဝိတ္တမျိုးနောက်ထပ်မဖြစ်စေရဘူးအဲ့တော့ကာမဝိတ္တအိမ်တတိရတဲ့ကာမဝိတ္တမဟုတ်ဘူးเนาะအဲ့တော့လေးတောင်ကာမဝိတ္တလို့သတ်မှတ်ပြီးတော့မြတ်စွာဘုရားဒီတွေးမျိုးကိုမတွေးတော့ဘူးအဲ့တော့နောက်ချောင်းပြန်တဲ့တောထွက်ပြီးတော့မြတ်သောအကျင့်ကိုကျင့်တဲ့အချိန်ကစပြီးတော့ဘုရားဟာနောက်ကျောင်းပြန်ခဲ့တာမရှိခဲ့ဘူးစိတ်ထဲလည်းမပေါ်ဘူးခေါင်းနဲ့လည်းဘယ်တော့မှမတွေးဘူးပြန်မစင်းစားဘူးအဲ့ဒါလို့တန်ရှင်းစင်ကြအောင်ကျင့်ခဲ့တယ်ဆိုတာထင်ရှားစေလို့
ပုံတိုင်းကြီးထင်တယ်လို့အိမ်ကိုလွန်နေလိမ့်မယ်လို့ငယ်ငယ်တော့ဟာတွေပြန်တတိယနေလိမ့်မယ်လို့ဒီလိုဟာမျိုးတွေဖះမှာလုံးဝမရှိဘူးအလောင်းတော်ဘောကလည်းမရှိဘူးဆိုတာကိုထင်ရှားအောင်မြတ်စွာဘုရားဖြေဆိုပြီးဏိဂုံးချုပ်တဲ့အခါကျတော့ဒါကိုထည့်ပြီးတော့ဏိဂုံးချုပ်တယ်မြတ်စွာဘုရားယဝကိဝင်စာဟံပြမနာဣမိတံတတ္တနာမေထုနတန်ယောဂနာအညတရိညမေထုနတန်ယောဂံအတ္တရံအပိဟိနံသမနုပတ္တေပြောလို့တာကအခုပြောတဲ့9ချက်ခုပြောတဲ့9ချက်တစ်ချက်မှမြတ်စွာဘုရားဟော9ချက်ကိုပြန်ပြောပြမယ်9ချက်အမျိုးသမီးရဲ့ပြုစုယူရမှုကိုတာရတာတစ်ချက်1အမျိုးသမီးရဲ့ပြုစုယူရမှုကိုတာရတယ်2အမျိုးသမီးနဲ့ကြည်စဲရေမောရတာကိုတာရတယ်3အမျိုးသမီးနဲ့မျက်နှာချင်းဆုံစည်းပြီးတော့ကြည့်ရတာကိုတာရတယ်4အမျိုးသမီးရဲ့အတန်ကိုနားထောင်ပြီးတော့တာရတယ်5အမျိုးသမီးနဲ့အတိတ်ကအတူနေခဲ့တာတွေပြောခဲ့ကြတာဆိုခဲ့ကြတာတူတူချီဆဲခဲ့ကြတာတွေကိုပြန်ပြီးတော့တွေးပြီးတာရတာတော့မရှိဘူး6သူတစ်ပါးတွဲသွားတာကိုလည်းကြည့်ပြီးတော့အားကြတယ်ကျင့်တတ်တယ်ဆိုတာမရှိဘူးခွန်ဒီအကျင့်ရဲ့ဥတီချက်ဟာရသောအကျင့်ကျင့်ပြီးတော့နောက်ဘဝမှာကောင်းစားဖို့ဆိုတာခေါင်းထဲမှာမရှိဘူးဘဝအဆုံးသတ်ရေးပဲမြတ်စွာဘုရားကျင့်တာနော်အမှန်တရားကိုသိပြီးတော့ဘဝဒုက္ခကလွတ်မြောက်ရေးသွားတာနောက်ဘဝနတ်ဖြစ်ဖို့လည်းမဟုတ်ဘူးစကြဝဠာမင်းဖြစ်ဖို့လည်းမဟုတ်ဘူးဘာကူမှအလဲလဲလောက်တာမဟုတ်ဘူးဒါကြောင့်မလို့ဒီမေထုနဒီတန်ယောဂဆိုတဲ့ဒီမေထုငယ်9မျိုးဟာရသော်ဗျာလုံးဝခင်းရှင်းတယ်ဆိုတော့ဒါပွင့်ပွင့်လင်းလင်းကြီးညာလိုက်တာပဲရသော်ရဟိုသူပြန်ပြီးသတိမရဘူးလို့ဆိုလိုတာပဲအထိပ္ပယ်နော်ပြောလိုက်မယ်ဆိုရင်အဲ့ဒါတွေပြန်ပြီးတော့တတိယလွန်ဆွနေတာသူ့မှာမရှိဘူးဒါတည်းမကဘူးသူများကိုလည်းအားမကြဘူးဒီအကျင့်နဲ့နောက်ဘဝရဖို့ဆိုတာလည်းမမျှော်မှန်းမှုဆိုတာကိုမြတ်စွာဘုရားအတိလင်းပြောလိုက်တာတိလင်းပြောပြီးတော့ဏိဂုံးချုပ်မှာအခုလိုမျိုးသမီးနဲ့ပတ်သက်တဲ့သို့မဟုတ်အလဲလဲလုပ်တဲ့တွေ့တာမှုဆိုတဲ့ဆက်သွယ်မှုမျိုးတွေသူ့ရဲ့တဏ္ဍာမှာမပြောက်သေးဘူးဆိုတာသူတွေ့မယ်သူ့တဏ္ဍာမှာဒီစိတ်ဓာတ်တွေရှိနေသေးတယ်လို့ငါသိသမျှကလပ်ပတ်လုံးနဲ့လောကကြီးမှာဖယားရတ္တမေရတ္တဖို့တောက်ယူတညာတော်ကြီးကိုရတဲ့ဖယားဖြစ်ပြီးလို့ငါဝမခံသေးဘူးတဲ့နော်ဒီအချက်တွေသူ့မှာမကင်းသေးဘူးဆိုရင်သူဖယားလို့သူဝမခံဘူးတဲ့အမှန်တရားကိုသူသိပြီးပြီလို့ဝန်ခံမှုမပြုဘူးတဲ့ယတောသခောအဟံပြမနဣမိတံတတ္တနာမေထုနတန်ယောဂနာသူကိုယ်တိုင်လေးလာစဉ်းစားကြည့်လိုက်တဲ့အခါသူဟာမြတ်စွာဘုရားမှာဒီမေထုငယ်လို့ခေါ်တဲ့မေထုနတန်ယောဂအချက်9ချက်လုံးလုံးဝကင်းရှင်းတယ်ရှင်တဲ့နှလုံးထဲမှာကျွမ်းတန်ကြံ့နာလုံးဝမရှိဘူးလုံးဝမရှိဘူးဆိုတာသိတော့မှသူဟာသမ္မာသမ္ဗုဒ္ဓအမြတ်ဆုံးသောအသိဉာဏ်ကိုရတဲ့ဖရာလို့သူဝန်ခံပြီးကြေညာခဲ့တာဖြစ်တယ်လုံးဝကင်းရှင်းတဲ့အကြောင်းကိုမြတ်စွာဘုရားရဲတောက်တော့ပြန်ပြီးတော့ပြောပြီးညာနိသပ္ပနမေဓတနံဥဒ္ဓပါတိငါမှထူးခြားတဲ့ဉာဏ်အတ္တနာမှာဖြစ်လာပြီတပ္ပယုတဉာဏ်တပ္ပယုတဉာဏ်ဆိုတာသိကျင်လို့အာယုပြုလိုက်လို့ရှိရင်သိเสียမှန်သမျှကိုအကုန်သိနိုင်တာအမြဲတမ်းသိနေတဲ့တပ္ပယုတဉာဏ်မဟုတ်ဘူးသိကျင်လို့အာယုပြုလိုက်လို့ရှိရင်အပိပင်ဒါစီမရှိဘဲနဲ့သိတာမသိကျင်ဘူးဆိုလို့ရှိရင်လည်းဒီဉာဏ်ကိုအသုံးမချဘူးဆိုလို့ရှိရင်လည်းဒီဉာဏ်ကတော့သိနေတာမဟုတ်ဘူးเนาะတချို့ကတပ္ပယုတဉာဏ်ကိုနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်တဲ့လူတွေလည်းရှိတယ်တပ္ပယုတဉာဏ်ဆိုတာ
ဒီအမြဲတမ်းသိနေတာကိုပြောတာမဟုတ်ဘူးသိချင်လို့အာယုပြုလိုက်လို့ရှိရင်မသိတဲ့ဟာဆိုတော့တခုမှဖြစ်ဘုန်းကြီးတို့တွေကြသိချင်လို့ခေါင်းကုတ်လည်းပဲခေါင်းကစပင်ကြွရုံပဲရှိမယ်နော်ဟိုမသိတာတွေအများကြီးပဲလေမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်သိချင်လို့အာယုပြုလိုက်ရင်သိသွားတယ်မသိတာမရှိဘူးအဲ့ဒါကိုခေါ်တာတပ္ပညုတဆိုတာနော်အမြဲတမ်းသိနေတာဆိုတာကယုတ်တိမရှိဘူးလေအဲ့နေရင်ဘယ်လိုလုပ်သိပါလောကမှာကြည့်ဓာတ်တစ်ချောင်းကိုအိမ်ထဲမှာထည့်ထားရင်အဲ့ဒါပြတ်ပါမလားပြတ်နိုင်ဘူးနော်ခုတ်မှပဲပြတ်မှာပေါ့ဒါဆိုတာလှီးမှပဲပြတ်မှာပေါ့ဉာဏ်ဆိုတာလည်းထို့တူပဲအသုံးချမှာဉာဏ်မပြောပါနဲ့ကိုယ့်မျက်လုံးလေးတောင်ဖွင့်မကြည့်မမြင်ဘူးလေမျက်စိမှိတ်တာမမြင်ဘူးလေဖွင့်ကြည့်မှမြင်တာဉာဏ်ဆိုတာလည်းအသုံးချမှာအဲ့တော့ဘုန်းကြီးတို့တွေမျက်လုံးကဖွင့်မှမြင်ရတယ်လို့ပဲရသော်ဘုရားလည်းအသိဉာဏ်တကားကိုဖွင့်လိုက်ပြီဆိုရင်တော့အကုန်မြင်တယ်ဘုန်းကြီးတို့မျက်လုံးကဒီမျက်စိတစ်ဆုံးပဲမြင်တယ်အများကြီးမမြင်နိုင်ဘူးအဲ့တော့ရသော်ဘုရားရဲ့သဗ္ဗညုတဉာဏ်ဉာဏ်နိစ္စပဏ္ဏမေဓတ္တနံဥရပါတိဆိုတာဟာသိချင်လို့ရှိရင်သိเสียတရားဓမ္မတွေနဲ့ပတ်သက်ပြီးကုံစင်အောင်သိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဆိုလိုတာနော်အသုံးမချပဲနဲ့ဆိုရင်ရသော်ဘုရားမေးတယ်လေတခါတလေယဟန်နေလာတဲ့အခါကုတောတုံဘိက္ခုအာဂိစတိယဟန်ဘယ်လာခဲ့တာတော့တမန်အပြင်ကြည့်မယ်ဆိုသဗ္ဗညုတဉာဏ်ရှိတာသူဘယ်လာတယ်ဆိုတော့မသိပဲမဟုတ်ကြည့်မယ်ဆိုရင်သိမယ်သို့တော့မကြည့်ပဲနဲ့နေရင်တမန်အပြင်ဘယ်လာတာတော့မေးတာပေါ့သဗ္ဗညုတဉာဏ်ဆိုတာအမြဲတမ်းထင်နေတဲ့သဗ္ဗညုတဉာဏ်မဟုတ်ဘူးသို့တော့မြတ်စွာဘုရားခေတ်နဲ့တပြိုင်တည်းပေါ်လာတဲ့ဒီပုရဏကတ္တဗတို့မက္ခလိကောသလတို့ဆိုတဲ့ဆရာကြီးတွေကသူတို့လည်းသဗ္ဗညုတဉာဏ်ရတယ်လို့ဝန်ခံကြတယ်သူတို့သဗ္ဗညုတဉာဏ်ကအမြဲတမ်းသူတို့ဒီဉာဏ်ကြီးကအဲ့နေလည်းပဲဒီဉာဏ်ကြီးရှိနေတာပဲတဲ့နော်သွားနေလဲဒီဉာဏ်ကြီးကရှိနေတယ်အမြဲတမ်းဒီဉာဏ်ကြီးကသိနေတယ်လို့သူတို့ဒီလိုဝန်ခံတယ်မြတ်စွာဘုရားကျတော့အဲ့ဒါလို့အိတ်နေတုန်းလည်းဒီဉာဏ်ကြီးရှိတယ်လို့မခံဘူးမြတ်စွာဘုရားဒါလည်းယုတ်တိမှမရှိတာနော်အိတ်နေတဲ့အချိန်ဘယ်လိုလုပ်ဉာဏ်ဖြစ်မှာမျက်စိကပိတ်ထားရင်ဘယ်လိုလုပ်မြင်မှာတော့ဖွင့်ကြည့်မှပဲမြင်မှာပေါ့အဲ့လိုပဲဒီသုတ္တန်တစ်ခုမှမြတ်စွာဘုရားကသူတို့ပြောတဲ့တတတံသမိတံညာနာထတနာပစ္စုပတိတံသူဉာဏ်ကြီးဟာအမြဲတမ်းရှိနေတယ်အိတ်နေတဲ့အချိန်ရောနိုးနေတဲ့အချိန်ရောအမြဲတမ်းဉာဏ်ကြီးကလင်းထိန်နေတယ်ဆိုတာကိုမြတ်စွာဘုရားလက်မခံတာဘူးဘုရားကိုယ်တိုင်ကသဗ္ဗညုတဉာဏ်လက်မခံပါဘူးလို့ဆိုပြီးအဲ့ဒါကိုထောက်ထားပြီးတော့အနောက်တိုင်းကပုဂ္ဂိုလ်ချို့ကစာရေးတယ်ဒါတော့မမှန်ကန်တဲ့ဟာပဲအတိပ္ပယ်သေချာနားမလဲလို့ဒီလိုဖြစ်တာနော်အဲ့သုတ္တမမြတ်စွာဘုရားသူ့ကိုပြောခြင်းတေဝိဇ္ဇလို့ပြောပေါ့သဗ္ဗညုတဉာဏ်လို့သူတို့ပြောတဲ့သဗ္ဗညုတဉာဏ်ရှင်လို့မပြောနဲ့လို့ဆိုလို့တယ်အမှန်တော့သူတို့ပြောတဲ့သဗ္ဗညုတဉာဏ်မျိုးကတော့မရှိဘူးတဘာဝလည်းမကြဘူးယုတ်တိလည်းမရှိဘူးနော်အိန္ဒိယနိုင်ငံမှာတော်တော်ထူးဆန်းတယ်ဒီသစ္စကပရပိုက်ကြီးဟာသူကပညာတွေသင်ထားလို့မှာတော့အစားစားလို့ဘိုက်ဖောင်းတာပဲဖြစ်ပါလေအဲ့တော့သူပညာတွေကြောင့်မလို့သူဘိုက်ကြီးဖောင်းတယ်ဆိုပြီးတော့တံပြားကြီးပတ်ထားတယ်ပညာတွေထွက်သွားမစုံဘူးဒါဘုရောဘာသာကျမ်းစာထဲမှာသစ္စကပရပိုက်နဲ့ပတ်သက်တာသစ္စကပရပိုက်နဲ့ပတ်သက်တာမဟုတ်ဘဲနဲ့အိန္ဒိယမှာထူခြားတဲ့အကြောင်းကိုဒီဂျဝါလာနေရူရေးတဲ့သမိထံပေးစာဆို Glimpses Though ဆိုတဲ့စာအုပ်ထဲမှာထူးခြားတဲ့သူတို့အိန္ဒိယကပညာရှင်ကြီးတူဟာသူဟာအမြဲတမ်းလောကကိုလင်းအောင်ပြုတယ်ဆိုလင်းအောင်ပြတယ်ဆိုရင်သူကောင်းမှအမြဲတမ်းသူကဓာတ်မိလို့ဟာမျိုးပြီးထွန်းထားတယ်ဓာတ်မိလို့ဟာမျိုးထွန်းထားတယ်အဲ့လိုထူးဆန်းတဲ့ပုံကိုယ်တွေလည်းရှိတယ်လောကကြီးကိုလင်းဆောင်တယ်ဆိုပြီးတော့အသိဉာဏ်တွေပေါက်ထွက်မသွားအောင်စီထားတယ်ခပတ်ကြီးပတ်ထားတယ်တံမြားကြီးပတ်ထားတယ်ဆိုတာလေအိန္ဒိယမှာဒါမျိုးတွေရှိတယ်အဲ့တော့ယုံကြည်ချက်နဲ့လှုပ်ဆောင်ချက်တွေကလောကမှာအမြဲတမ်းများတယ်
အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဂရိထိရှိတယ်လေမနဲ့ဒီညလှုပ်တဲ့အကုသိုလ်တွေကိုမနဲ့ကြရေချိုးလိုက်ရင်ရေချိုးလိုက်လို့တန့်စင်သွားလို့ရှိရင်အဲ့ဒီအကုသိုလ်ကပျောက်သွားတယ်ဒါကနေ့လှုပ်တဲ့အကုသိုလ်ကိုညရေချိုးလိုက်ရင်ပါသွားပြန်သူတို့ကအဲ့လိုတွေးပြီးတော့ရေချိုးတာတွေဥဒကသုဋ္ဌိကဆိုတာရေနဲ့စင်ကြအောင်လုပ်တယ်ဆိုတာရှိတယ်ဘလောက်အေးဘယ်ရာဒီမှာရေချိုးလို့ရှိရင်တစ်နှစ်တာလှုပ်တဲ့အကုသိုလ်မှန်သမျှတွေအကုန်ပျောက်တယ်ဆိုပြီးတော့အိန္ဒိယနိုင်ငံမှာခဏထိရေချိုးပွဲကြီးတွေရှိနေတော့မယ်နော်ယုံကြည်ချက်ဆိုတာတော်တော်အံ့ဩစရာတော့ကောင်းအဲ့ဒီမှာသူတို့ကအောက်တန်းစားလို့သူများရဲ့ခိုင်းပတ်လို့ပြောရတော့တဲ့ဒီအမျိုးသမီးလေးတယောက်ကတော့ရေချိုးလို့အကုသိုလ်တွေကင်းသွားမယ်ဆိုရင်ရေထဲကကားတွေဘယ်လိုလုပ်မလဲဟောသူစဉ်းစားပုံတွေသူတို့ကအဲ့ဒါကိုမစဉ်းစားတတ်ဘူးပေါ့သူကစဉ်းစားတယ်ရေထဲကငါးတွေပဲအကုသိုလ်ဖြစ်မလဲအများရန်ရေချိုးနေတာဟုတ်ကင်းကမြစ်ထဲကငါးတွေဆိုရင်တော့အများရန်ကင်းကရေချိုးနေရဘယ်လိုလုပ်ပြီးတော့အကုသိုလ်ရှိတော့မလို့အဲ့တော့ရေချိုးလို့ကတော့ချီးတွင်းရင်တော့ကြီးတော့ပြောင်းမှာပေါ့အဲ့လို့ရှိရင်တော့အိပ်ပြေးမှာပေါ့ရှင်တွေကရှိနေတဲ့ကိလေသာကတော့ကုန်မှာတော့မဟုတ်ဘူးအဲ့ဒီလိုမမှန်အောင်မစဉ်းစားနိုင်တာကိုစဉ်းစားကြည့်နော်ဒါတွေကတကယ်ရှိတာလေမစဉ်းစားနိုင်ကြဘူးလောကကြီးမှာရှုံကြည်ခြင်းနဲ့ပတ်သက်လာလို့ရှိရင်ဘာသာတရားနဲ့ပတ်သက်လာရင်လောကကြီးကအားနည်းတယ်ပေါ့ဒီမှာလည်းပဲပုံနာကြီးကသူတို့ဗြဟ္မစာရီနဲ့မြတ်စွာဘုရားဗြဟ္မစာရီသူတို့ကတောင်သားတဲ့ထင်တယ်အဲ့ဒီမှာမြတ်စွာဘုရားကပွင့်ပွင့်လင်းလင်းငါ့ကိုပြောမှဗြဟ္မစာရီအစ်စ်ဖြစ်တယ်ငါကျင့်တဲ့ဗြဟ္မစာရီဟာအစွမ်းမဲ့မရှိဘူးအစွမ်းမဲ့ဒီအခုပြောတဲ့မေတုငယ်9ပါးဆိုတာတော့ဒီပုံနာကြီးတို့မှာရှိနေမှာပေါ့သူတို့ဘလောက်ပဲအိမ်တော်မပြုတ်ပဲနေဒါတွေကင်းနိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားမှာကာမဆက်ဆံမှုပြုဖို့နေတာကိုချင်းနဲ့အချင်းနဲ့ပတ်သက်ပြီးအယောင်းဝယ်သဘောမျိုးတော့မလုပ်ဘူးတဲ့အမျိုးသမီးနဲ့ပတ်သက်တာမျိုးဘာတစ်ခုမှမဖြစ်ဘူးဆိုတာကိုမြတ်စွာဘုရားပွင့်လင်းလင်းရှင်းပြီးတော့ဒီကုန်းချုပ်မှာငါဟာအဲ့ဒီပေတုံငယ်9ပါးမကင်းသေးသမျှဖះလို့ဝန်မခံသေးဘူးငါကင်းလို့သာဖះလို့ဝန်ခံတယ်ငါမှသဗ္ဗညုတဉာဏ်ကြီးလည်းဖြစ်လာပြီဉာဏ်မြင်လည်းဖြစ်လာပြီအယမန္တိမဇာတိဒီဘဝဟာငါအတွက်နောက်ဆုံးဘဝပဲနော်နတ္ထိတာနိပုဒ္ဓဘောငါအတွက်နောက်ဘဝဆိုတာမရှိဘူးလို့တိတိလင်းလင်းဒီသုတ်တံကိုရသော်ဗျာဟောသာဓုတော်ဒီပုံနာကြီးရဲ့အမေးကိုဖြေရင်ကနေပြီးတော့ရသော်ဗျာဒါကိုဟောတာပါအဲ့ဒါလို့ဟောလိုက်တဲ့အခါမှာသာဓုတော်ဒီပုံနာကြီးဟာရသော်ဗျာရဲ့ပြောပုံဆိုပုံနော်ရှင်းလင်းပြတ်သားဖို့တွေကိုနာကြားရတဲ့အခါမှာသူ့မှာကျင့်အားရမှုတွေဖြစ်သွားလို့မြတ်စွာဘုရားကိုကိုးကွယ်စိတ်ကတဲ့ဘုရားဘာသာဥပဒကအဖြစ်ခံယူသွားတယ်လို့ဒီသုတ်တန်ရဲ့အဆုံးမှာမှတ်တမ်းတင်ထားတာဖြစ်တယ်ပေါ့အဲ့တော့မေတုံငယ်9ပါးဆိုတာဒီအချက်9ချက်ကိုပြောတာပါမှတ်မိအောင်ပြန်ပြောမယ်ဆိုရင်နံပါတ်1ကအမျိုးသမီးရဲ့ပြုစုမှုကိုသာရတာပြီးတော့နံပါတ်2ကအမျိုးသမီးနဲ့ရှေ့မောပြောဆိုတာနံပါတ်3ကအမျိုးသမီးနဲ့မျက်လုံးချင်းဆုံပြီးတော့ကြည့်ပြီးသာရတာနံပါတ်4ကအမျိုးသမီးရဲ့အတန်နားထောင်ပြီးတော့သာရတာနံပါတ်5ကအမျိုးသမီးနဲ့ရှေ့ခင်ကဆုံမှုကြုံမှုတာတွေအတူတကွနေခဲ့ဘူးတာတွေကိုပြန်တွေးပြီးတော့သာရတာနံပါတ်6ကအမျိုးသမီးနဲ့ဇနီးမောင်နှံနှစ်ဦးတို့ရဲ့ဘဝကိုအားကြပြီးသာရတာနံပါတ်9ကမိမိကျင့်နေတဲ့အကျင့်သီလဖြင့်နတ်ဖြစ်ဖို့ဘဝတစ်ခုကိုတောင်းတတာဘဝအတွက်ဗြဟ္မစရိယကိုကျင့်တာအဲ့ဒါဟာဗြဟ္မစရိယရဲ့အမဲဆက်များပဲဖြစ်တယ်ပြည့်စုံတဲ့စင်ကြယ်တဲ့ဗြဟ္မစရိယမဖြစ်ဘူးရ
မြတ်စွာဘုရားကျင့်တဲ့ဗြဟ္မာစရိယသည်တာမန်ပြောတဲ့ဗြဟ္မာစရိယမဟုတ်ဘဲနဲ့လုံးဝပြည့်စုံတဲ့စင်ကြယ်တဲ့ဗြဟ္မာစရိယဖြစ်လို့လုံးဝကိလေသာကင်းတဲ့ဗြဟ္မာစရိယဖြစ်လို့လုံးဝစင်ကြယ်မြင့်မြတ်ပြည့်စုံတဲ့ဗြဟ္မာစရိယဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားကြေညာပြီးပွင့်ပွင့်လင်းလင်းရှင်းပြခြင်းပဲဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မေရုံငယ်9ပါးလို့လူသိများနေတဲ့ဒီမေထုနတန်ယောဂဒီ9မျိုးဟာတတိထားစရာတွေအမတမကောင်းပါတယ်တတိထားပြီးတော့မိမိတို့ကိုယ်တိုင်ဗြဟ္မစရိယသိက္ခာပုဂ္ဂိုလ်ဆောက်တည်တဲ့အခါမှာစင်ကြယ်တန်ရှင်းအောင်ကြိုးစားပြီးတော့ကျင့်ဆောင်ကြပါအပြစ်မရှိပဲလို့စိတ်ထဲမှာထင်ပြီးတော့အပြစ်မရှိဘူးလို့ထင်ပြီးတော့ကျွလွန်ပြီးတတ်ပါတယ်ဒါကြောင့်မလို့ဒီစိတ်ဓာတ်မျိုးတွေမဖြစ်အောင်တို့တွေကျင့်ကြံကြိုးကိုအထောက်မှသာလဲငါတို့ကျင့်တဲ့ဗြဟ္မစရိယဟာအမဲဆက်ကင်းတဲ့ဗြဟ္မစရိယဖြစ်မှာလို့ကိုယ်စီတတိထားပြီးအစစ်အမှန်စင်ကြယ်တန်ရှင်းတဲ့ဗြဟ္မစရိယကိုကျင့်သုံးလိုက်နာနိုင်ကြပါစေကုန်သတည်းရှေ့ဆက်ချပေးမယ်နားထောင်လိုက်ကြပါနော်အရှင်ဘုရားတပည့်တော်တို့သည်လိုက်ဆုံးပါလားအရှင်ဘုရားတပည့်တော်တို့သည်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင့်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားအလှတော်ကိုပေးလှူကြပါကုန်၏တရားတော်မြတ်ကိုရိုသေလေးမြတ်စွာနာယူကြပါကုန်၏တရားတော်မြတ်ကိုထာတဗ္ဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလို့ရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖအဖိုးအဖွာဆရာသမားတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံကျင့်ဒီကုန်သောလုံးစုံများစွာတတ္တဝါတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏ကုသိုလ်အမြတ်ကိုယ်စီရကြဂုဏ်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအလုံးကြာသမျှအမြပြုတော်မူကြပါကုန်တော်